ကိုကဒီ application တွေကျွန်တော်တို့ app တွေပေါ့နော်ကျွန်တော်တို့မသုံးချင်ဘူးကိုကဗီဒီယိုလဲဒီဖန်တီးချင်လို့ရှိရင်ကျွန်တော်တို့ TikTok application ကတော့တော်တော်လေးကောင်းတယ်အလင်းရောင်ကိုလည်းသူကချိန်ကြီးပေးတယ်နောက်ပြီးတော့ကင်မရာကိုလည်းဒါအကောင်းဆုံးသူတို့အနေနဲ့ဒါလုတ်ပေးတာပေါ့နော်လူတယောက်ဆိုလို့ရှိရင်ရုပ်ကြမ်းနေတော့မှရုပ်ချောသွားတာပေါ့နော်ဒါရဲဗီဒီယိုတော့ကလည်းတစ်ခါပြောပေးပြီးသွားပြီဒီတော့ကျွန်တော်တို့အနေနဲ့ TikTok ထဲဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကင်မရာထဲမှာကျွန်တော်တို့လူကျင်တဲ့ပုံစံကိုဒါချိန်ကြီးပြီးတော့ပြောမယ်လူစင်းတဲ့ပုံစံတော့အဖက်တွေပါတယ်သုံးကျင်လဲသုံးလို့ရပြီတာပေါ့နော်ဒီထဲမှာကြိုင်မျိုးစုံလုံးလို့ရတယ်ဒီထဲမှာဒါပေမဲ့ကိုကပုံမှန်ဆိုရင်ပုံမှန်ယူလို့ရတယ်ဒီထဲမှာနောက်တစ်ခုကကိုဗီဒီယိုတွေကိုပြန်ပြီးတော့ယူသုံးမယ်ဆိုရင်ယူသုံးလို့ရတယ်ဒီတော့ပြီးသွားပြီကျွန်တော်တို့ကဒီတိုင်းရိုက်မယ်ဆိုလို့ရှိရင်လည်းဒါရိုက်လို့ရပြီပေါ့နော်ဒါတွေကိုကအဖက်တစ်ခုကိုယူပြီးတော့ခါကြတော့ဒါကိုရိုက်လိုက်မှာပေါ့နော်အဲ့လိုရိုက်ပြီးတဲ့ခါမှာကျွန်တော်တို့အနေနဲ့ဒါရိုက်လိုက်မှာပေါ့နော်20စက္ကန့်30စက္ကန့်စသည်ဖြစ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လိုချင်တဲ့လောက်ကိုကျွန်တော်တို့ရိုက်မယ်ရိုက်ပြီးတော့ခါကြတော့သူ့ထဲမှာပဲကျွန်တော်တို့ကနေပြီးတော့ပြန်ပြီးတော့ဖန်ပြီးမှာပေါ့နော်အဲတော့ကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ကြတော့ဖန်ပြီးမယ်ဆိုလို့ရှိရဲကျွန်တော်တို့အနေနဲ့ဒါကိုဒါလဲအကောင်ကိုနှိပ်ပြီးတော့ခါကြတော့ရိုက်လိုက်မယ်ဒါတော်တော်များများလဲဒါ TikTok မှာကြတော့လူတော်တော်များများဒါသုံးတတ်တာပေါ့နော်ဒီတော့ကျွန်တော်တို့နဲ့မှန်ချက်လေးချစ်မယ်ချစ်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ကဒီနေရာရောက်လာပြီအဲ့လိုရိုက်ပြီးတဲ့ခါမှာကျွန်တော်တို့အနေနဲ့ဒါရိုက်လိုက်မှာပေါ့နော်20စက္ကန့်ဒီလိုရောက်လာပြီလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့အနေနဲ့သူ့ကိုကျွန်တော်တို့ရဖြန့်ညက်ကလှုပ်ချင်လို့ရှိရင်ဒီအောင်မှာကျွန်တော်တို့အနေနဲ့သူ့ထက်မှာပေးထားတဲ့ထူးတွေအများကြီးရှိတာပေါ့နော်ဒီထူးတွေကိုကျွန်တော်တို့အနေနဲ့အသုံးပြုလို့ရတယ်ကိုကအဖတ်ထက်ချင်လားဘာလှုပ်ချင်လဲဒါကိုတော့ကိုကကိုဒါသိထားဖို့လိုတာပေါ့နော်ကိုထည့်ချင်တဲ့ပုံစံကိုလှုပ်ချင်တဲ့ပုံစံကိုဒီထဲမှာလာပြီးတော့ကြတော့ကျွန်တော်ကကြတော့ဒီမှာမြန်မာစာတွေပဲကျွန်တော်ထည့်တာပါမြန်မာစာတွေပဲထည့်တာတကယ်လို့ကိုကနေပြီးတော့ကိုဗီဒီယိုကိုဖြန့်ညက်ကလှုပ်ချင်လို့ရှိရင်ဗီဒီယိုတစ်ချက်ထောက်ပြီးတော့ခါကြရဲကိုကဖြတ်မှာမလားဘယ်နာဖြတ်ချင်တာလဲဒီနေ့ကမကြိုက်ဘူးလားဟိုနားမကြိုက်ဘူးလားကိုကနေပြီးတော့ကြတော့သေချာကြည့်ပြီးတဲ့ခါမှာကိုမကြိုက်တဲ့နေရာကိုကိုကတစ်ချက်ထောက်မယ်ထောက်ပြီးတဲ့ခါကြတော့ဒီမှာပိုင်းချောင်းမှုဆိုတဲ့နေရာတစ်ချက်ထောက်မယ်ကျွန်တော်ကမြန်မာစာလောက်ထားတဲ့အတွက်ကြောင့်မလို့ဒါမြန်မာစာတွေနဲ့ပဲအကုန်ပေါ်နေတာပေါ့နော်ဒါဆိုကိုကဒီနောက်မလို့ချင်ဘူးဆိုရင်ဒီနောက်ကောင်ကိုဒါတလင်းဖြည့်ရန်ကိုနှိပ်လိုက်လို့ရှိရင်ဒါโอเคသွားပြီတကယ်လို့ကိုကအဲ့လိုမှမဟုတ်ဘူးကိုဗီဒီယိုကဒါနှိမ့်နေတာပေါ့နော်နှိမ့်နေမြန်ရင်လို့ရှိရင်ဒီမှာအမြန်နှုံးဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ရင်ဒါဆင်ပြေသွားလိမ့်မယ်